Myanmar Music Award 2014မြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံးအခမ်းအနားဆုံးဂုဏ်သိက္ခာရှိဆုံးသောဂီတဆုပေးပွဲကြီး Myanmar Music Awards 2014 2014ခုနှစ်အတွက်တစ်နှစ်တာအကောင်းဆုံးဂီတဆုတွေကိုချီးမြှင့်နိုင်မှု Myanmar Music Awards 2014ရဲ့မိုးရာသီဂီတဆုပေးပွဲကိုကျင်းပခဲ့ပြီးဖြစ်ပါတယ်။ကျန်ရှိနေသေးတဲ့နွေရာသီနဲ့ဆောင်းရာသီဂီတဆုပေးပွဲတွေနဲ့ဒီလိုရာသီလိုက်ဂီတဆုပေးပွဲတွေမှာရရှိခဲ့တဲ့အမှုပညာရှင်တွေထဲကမှ2014ခုနှစ်အတွက်တစ်နှစ်တာလုံးရဲ့အကောင်းဆုံးဂီတဆုတွေကိုချီးမြှင့်ပေးနိုင်မှုအတွက်Myanmar Music Awards 2014ဂီတဆုပေးပွဲကြီးကိုဖေဖော်ဝါရီလ20ရက်နေ့မှာယင်းဒီကုန်းရှင်စောပူလမ်းမှာရှိတဲ့မြန်မာ Event Park မှာစီကားတိုင်းလိုက်စွာနဲ့ကျင်းပတော့မှာဖြစ်ကြောင်းကိုတင်ကုန်ပါအပ်ပါတယ်မြန်မာနိုင်ငံရဲ့အကြီးအကျယ်ခမ်းနားဆုံးဂုဏ်သိက္ခာရှိဆုံးသောဂီတဆုပေးပွဲကြီးMyanmar Music Awards 2014